အိမ်ရဲ့အသုံးစရိတ်မှာလေဘယ်ဟာအများဆုံးလဲအဖေတယောက်ကမော်တော်ကားဝယ်ဖို့အဓိကလားကိုသားသမီးပညာရေးနဲ့ကျန်းမာရေးအဓိကလားစဉ်းစားကြည့်ပါအိမ်တိုင်းမှာရှိတဲ့သားသမီးကိုတကယ်ချစ်သလားတကယ်ချစ်တဲ့မိဘဟာကိုသားသမီးရဲ့ပညာရေးစရိတ်နဲ့ကျန်းမာရေးစရိတ်ကိုများများသုံးတယ်ကိုသားသမီးရဲ့ပညာရေးစရိတ်နဲ့ကျန်းမာရေးစရိတ်ကိုများများမသုံးဘူးဆိုတဲ့မိဘဟာကိုရှင်တွေလွယ်မွေးထားတဲ့သားသမီးကိုကိုယ်တိုင်တဖြည်းဖြည်းချင်းလူရမွေအောင်လုပ်ပြီးတပ်ပစ်တာနဲ့အတူတူပဲဒါကြောင့်အိမ်တိုင်းဟာကျွန်တော်တို့ရဲ့သားသမီးတွေကိုပညာတတ်သိဖြစ်စေခြင်းနဲ့ဒါကြောင့်ကလေးတို့လူငယ်တို့နင်တို့ကိုမိဘတွေကတက္ကသိုလ်အဝေးကိုသွားထားပေးတာနင်အမကောင်းသလိုအဝေးကိုပုတ်ပေးတာအဲ့ဒီအချိန်မှာမိဘကွယ်ရမှာမတော်ရောဖြစ်ကြလူငယ်အရေးကြီးတယ်ဒီလူငယ်တွေချမ်းသာမှာဒီလူငယ်တွေပညာတတ်မှာကဘာကိုရင်မောင်တန်းနိုင်မှာဒါကြောင့်အိမ်တိုင်းမှာအဖေလည်းအရေးကြီးတယ်အမေလည်းအရေးကြီးတယ်သားသမီးရဲ့ချမ်းသာရေးနဲ့ပညာရေးလည်းအရေးကြီးတယ်